ဒီနေ့မှာတော့မိမိနဲ့ကြီးပူနေက can ready to wear အင်ကြီးလေးကိုဝတ်ပြမှာဖြစ်ပါတယ်။တော်တော်ချင်လေ။ဝန်းနဲ့။ရာလေးရောငါ့အိမ်မှာ။ရာဘာပေး။ရာပေး။ပေးဦး။ငါနေတရား။ဘယ်လိုလဲတော့လာလို့နင်လာနေကြတဲ့ရောင်မျိုးပေးမလားနင်လားတာသူ့ကိုသိချင်မိတော့လို့ထင်နေရှင်ဝင်ထဲမှာထွေးသိမ်းလို့ထားဖို့ရည်ကဲပထမဆုံးထည့်လေးကတော့စိမ့်ပြရအောင်လေဘေးလေးကလည်းအထောင်ပုံစံလေးကိုမှာကဲဒီလေးတွေကလည်းပစင်းကောင်းတီပုံစံလေးနဲ့လှမလှခါရှင်နာမှာလည်းဒီလိုခွဲလေးကပါသေးအယောင်လေးကအင်ကြီးချုပ်ထားတဲ့ပုံစံလေးကထမိန်လေးကရင်လေးနဲ့လှမလှဒီဘုတ်ဝတ်ထားကတော့ပုံစံတူလေးကိုမှာပန်းအောင်လေးကဲဒီဖက်လေးကရိုးရိုးလေးနဲ့ဟိုလှနေတာရင်စိတ်လေးကိုမှာအမြင်လေးတစ်မျိုးစအောင်ဒီလိုအတွန့်လေးထည့်ချုပ်ပေးထားတာအင်ကြီးဒီဇိုင်းလေးကိုရိုးရိုးလေးနဲ့ပေါ်ပေါ်သွားရောကဲဒီလေးတွေကထုတ်သေးလေးသုံးပေးထားတာထမိန်လေးပေါ်ကရွှေရောင်ပတန်လေးနဲ့အင်ကြီးအယောင်နုနုလွင်လွင်လေးနဲ့ကလုံးဝ smart ဖြစ်ပြီးတော့ရိုးရိုးလေးနဲ့ကိုလှနေတာကဲဒီဟာလေးကတော့